လာပါစေဒီနေ့တော့ခရမ်းစီတင်ငပိချက်လေးချင်ပါပေါ့နော်စီတဲကိုစက်တုံးလေးအရင်စီသက်ပါမယ်စင်နောက်ဒီမှာဆိုတော့မြင်ချက်ရတယ်ပေါ့နော်ပြီးတဲ့ခါကျတော့ကျမလေးတွေထည့်ပါမယ်စင်ပြီးရင်တော့ခရမ်းစီတင်ပြီးရတာလေးတွေထည့်ပါမယ်ပြီးရင်တော့ဦးရန်ကလို့ဆိုပြီးရေလေးနည်းနည်းလေးထည့်လိုက်ပါမယ်စင်ပြီးတဲ့ခါကျတော့မှလိုအပ်တဲ့ငပိအချိုမောက်စာတင်ထည့်ပါမယ်စင်ထည့်ပြီးတော့နေမှုပြပါမယ်စင်ပြီးရင်တော့ပုံခဏအုပ်ထားမယ်ပေါ့နော်ဆိုရင်တော့ဒီစီမံတော့မလာပါဘူးပြီးရင်တော့ကျွန်မခင်းစင်ဒီလေးတွေကိုနည်းနည်းထိုးချေပါပေါ့နော်ဒီချိန်မှာတော့ခင်းစင်ဒီလေးပြချက်လေးရပါပြီ